original ကြိုးကောင်းမတုံးတဲ့ဖုန်းတွေဒီoriginal ကြိုးကောင်းမတုံးတဲ့ဖုန်းတွေတော်တော်များများကဒီ first copy ကြိုးကောင်းနဲ့တုံးမယ်ဆိုရင်နံပါတ်1 hit တက်တယ်အားသွင်းနေတဲ့ဆက်အရန်ပူတယ်နံပါတ်2ကကျွန်တော်ဗရီရဲကြတာပြန်တယ်ဘာလို့လဲဆိုတော့သူ့ရဲ့ဟိုကပြင်းပြင်းနဲ့လွတ်ပေးလိုက်တာဟာဟိုကထိချုံမှုမရှိတာတလောဟောလွတ်တာတွေပါရှိတယ်ဒီခေါင်းကအရန်ပူကျက်လာပြီးတော့ဖုန်းကိုလည်းအရန်ပူသွားစေလို့ဟိုကပတ်မှန်တဲ့အတွက်ဗရီရဲတွေလည်းဗရီရဲပူနာတယ်အဲ့လိုပုံတွေမှာဗရီရဲတွေကျတယ်နောက်ကကျိုးခေါင်းတွေညောက်ပြက်ကက်တာမြင့်တယ်သူကတံမိုးနဲ့ဆိုတော့သူ့ရဲ့ထိန်းချုပ်မှုကတ်တော့တွေမပါဘူး frequency ငြိမ်မှုတွေမပါတဲ့ခါကျတော့ဒီ first copy ဆိုတဲ့အတိုင်းပဲပါခဲ့ရင်တော့မရေရွက်တွေညံ့တယ်ညာအဲ့ဒါကြောင့်မို့တမိုးကြီးဖုန်းတွေကိုတွားထိခိုက်စေတယ်ဗရီတွေကိုတွားပြင်းလာစေတယ်ပြီးတော့ဗရီတွေကျစေတယ်ပြီးတော့ကျိုးတွေခေါင်းတွေပြတ်တာညံ့စေတယ်ဒါမျိုးကြောင့် first copy ဒီဖြစ်နိုင်တော့မသုံးတာဘူးကောင်းတာပေါ့ဗျာ original ဟာတွေပဲသုံးတာပိုအဆင်ပြေတာပေါ့အဲ့ကြတော့မြို့ဆိုင်ရောဘာလို့ first copy ပေးနေသေးလို့အဲ့လိုမျိုးဆိုရင်ဟုတ်ပါတယ်ကျွန်တော်တို့ရောင်းတဲ့ဖုန်းတွေအားလုံးကျိုးကောင်း first copy ထည့်ပေးပါတယ်ဘာကြောင့်လဲဆိုတော့ကြိုက်မှမကြိုက်တာဗျာ original ကြိုးကောင်းပေးမယ်ဆိုရင်ကျွန်တော်မြက်တဲ့အမြက်နဲ့တွက်မယ်ဆိုရင်ဘယ်လိုမြက်တော့မလဲစီးပွားရေးလုပ်ပါလေဆိုမှတော့ဟိုကိုကြိုက်မဲ့ဟာတွေတော့ပဲပေးရတာပေါ့ဗျာဒါပေမဲ့ကျွန်တော်ဆိုင်မှာဆိုရင်တော့ပဲပြောရနော် original ကြိုးကောင်းလိုချင်ရပါတယ်ကျွန်တော်တို့ပေးလိုက်တဲ့ first copy ကြိုးကောင်းတွေမယူဘဲနဲ့ပတ်စံထပ်ဖြည့်ပြီးတော့ကျွန်တော်တို့စီမှာရောင်းတဲ့ original ကြိုးကောင်းကိုထပ်ပေါင်းပြီးတော့ဝယ်ယူအပ်လို့ရပါတယ်ဒါဆိုရင် original ကြိုးကောင်းကျွန်တော်တို့လည်းဒါရောင်းပြတာပုံပြီးစီပြတာပေါ့ဗျာ first copy အနေနဲ့ကတော့ကျွန်တော်တို့ကလာဝဲတဲ့ဖုန်းတွေကိုစီးကက်အောင်လို့ပေးရတာပေါ့ဗျာဒါလေးတော့နားလေးပေးစီချင်ပါတယ်ဒါပေမဲ့ကျွန်တော်ပေးတဲ့ first copy ကြိုးကောင်းကိုလည်းအမျိုးအစားသူက3မျိုးလောက်လာတာသူက quality A plus နည်း quality ပူကောင်းတဲ့ဟာအဲ့လိုမျိုးတွေသူက first copy မှာလာသေးတယ်ကျွန်တော်ပေးတဲ့ first copy ဆိုတာလေ quality ကောင်းတဲ့ထင်မှာပါတဲ့ first copy ကိုပေးပါတယ်ဒါပေမဲ့မသုံးသင့်ပါဘူးမပေးလို့လည်းမရဘူးအဲ့ဒါပဲပေးရအောင်ဒါမျိုးရှင်းပြပေးတာပါကျွန်တော်စီမှာ original ကြိုးကောင်းရောင်းတဲ့ဟာလေးကိုပတ်စံဖြည့်ပြီးတော့ဝယ်ရမယ်ဆိုရင်တော့ပိုပြီးကောင်းတာပေါ့ပိုပြီးအဆင်ပြေပြပြပေးတာကျေးဇူးတင်ပါတယ်